ဝိုင်းစုခိုင်သိန်းကို340ကျော်ဖုန်းလက်ဆောင်ပေးပြီးတော့အရန်ချစ်ကြောင်းပြသလိုက်တဲ့ထက်ထုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ထက်ထုံဟာတိတ်မကြခင်ကဝိုင်းစုကိုဖုန်းလက်ဆောင်ပေးခဲ့တာပရိသတ်လေးတို့သိကြမှာပါနော်သူတို့နှစ်ယောက်ကအမှုပညာရောစီးပွားရေးနဲ့ပါဘာပတ်သက်ဆွေးနွေးမှုမှမရှိပေမယ့်ထက်ထုံဟာဝိုင်းစုကိုအရန်ချစ်လို့ဆိုပြီးတော့ဖုန်းလက်ဆောင်ပေးပြီးတော့ surprise တိုက်ခဲ့တာလည်းဖြစ်ပါတယ်လက်တလုံးမှာတော့ထက်ထုံတရားဝိုင်းစုကိုဖုန်းလက်ဆောင်ပေးတဲ့တဲ့တင်ကပရိသတ်တွေစိတ်ဝင်စားစရာတဲ့တင်တစ်ပုဒ်ဖြစ်နေတာပါထက်ထုံနဲ့ချစ်သူကောင်းလေးလင်မိုးတို့နှစ်ယောက်ကတော့ဝိုင်းစုခိုင်သိန်းကိုအရန်ချစ်တယ်ဆိုတာကိုသိစေချင်တဲ့စိတ်နဲ့ surprise တိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်ထက်ထုံရဲ့ကောင်းလေးကဖုန်းဆိုင်တွင်ဖွင့်ထားတာမလို့သူ့ရဲ့ဆိုင်ကနေဝိုင်းစုကြိုက်မဲ့ဖုန်းတစ်လုံးကိုလက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်ထက်ထုံတို့စုံတွေကတော့ဝိုင်းစုနဲ့ဘာမှမတော်ဆက်ကြပေမဲ့ဝိုင်းစုကိုရမ်းချက်လို့မလို့340ကျော်တန်းဖုန်းကိုလက်ဆောင်ပေးခဲ့တာလို့ဆိုပါတယ်ထက်ထုံကတော့ဝိုင်းစုကိုချက်တာနုပညာကြောင်းလဲပါသလိုသူ့ပေါ်ထားတဲ့ဝိုင်းစုရဲ့စိတ်ကြောင့်လဲပါပါတယ်ထက်ထုံကလူတွေမြန်မာ340ကျော်ဖုန်းကိုလက်ဆောင်ပေးလိုက်တယ်ဆိုပေမဲ့ဝိုင်းစုပေးတဲ့မြတ်တာက340ကျော်တန်းဖုန်းထည့်များပါတယ်ဆိုပြီးတော့သူတို့ကြားကချစ်ချင်းတွေကိုပြောပြလာခဲ့ပါပြီသူတို့နှစ်ယောက်ကဘာပတ်သက်မှုမှမရှိပေမဲ့ဝိုင်းစုဟာသူတို့နှစ်ယောက်ပေါ်မှာမြစ်တာစိတ်အပြေးထားပြီးတော့ချစ်ခင်ဆုံးမပေးတဲ့သူလည်းဖြစ်ပါတယ်လူရင်းမြန်မာသားတောင်းနေတရားပတ်သက်မှုမရှိဘူးထင်ရပေမဲ့နှစ်ယောက်သားကတော့အရန်ချစ်တဲ့ညီမတွေလိုဖြစ်နေကြတာပါဝိုင်းစုကပရိသတ်မြန်မာအလွဲတွေလုပ်ပြီးတော့ပေါ့ပါနေတဲ့သူတယောက်ဖြစ်ပေမဲ့ထထထုံပေါ်မှာတော့အမကြီးတယောက်လိုမျိုးချစ်ချင်းမြတ်တာပေးတဲ့သူလို့ဆိုပါတယ်ဝိုင်းစုကထထထုံကိုဘလောက်ချက်လဲဆိုရင်ထထထုံရဲ့အင်တာဗျူးတွေရုပ်ရှင်တွေကိုကြည့်ပြီးတော့မိတ်ကပ်များနေတာကစားတခုခုလွဲနေတာကစားအသေးစိတ်ပြောပြတဲ့ထိပါပဲထထထုံရဲ့ပြောဆိုနေထိုင်ကိုလွဲချက်တွေကိုအမတယောက်နေရာကနေပြောဆိုတွန်းတင်ပေးတဲ့အထိပါပဲထက်ထုံနဲ့ပြန်မတွေ့တိုင်းဝိုင်းစုပြောနေကြစကားကတော့အမကညီမလေးကိုတကယ်ချစ်တာနော်ဆိုတဲ့စကားပါပဲသူတို့တွေကအပြင်မှာအမြဲတမ်းမတွေ့ကြပေမဲ့ရှင်ထဲမှာတော့တကယ်ညီမတွေလိုမျိုးချစ်တယ်ဆိုတာသူတို့ကိုယ်သူတို့သိတယ်လို့ဆိုပါတယ်ဝိုင်းစုကတော့ထက်ထုံပေါ်မှာအရန်ချစ်တယ်လို့ထက်ထုံကလည်းဝိုင်းစုကိုအမတယောက်လိုချစ်ခင်လေးစားသူတယောက်ပါဝိုင်းစုရဲ့ပြောဆိုဆုံးမစကားတွေကိုအမြဲနှာထောင်တတ်တယ်လို့ဝိုင်းစုကိုလည်းအမတယောက်လိုချစ်ခင်တဲ့အထိပါပဲထက်ထုံကတော့ဘာမှမတော်ဆက်တဲ့သူတွေကိုအရန်ချစ်ကြတာရှေ့ဘဝကပထန်းဆက်တစ်ခုခုရှိလောက်တယ်ဆိုပြီးတော့ယုံကြည်ထားတဲ့အထိပါပဲထက်ထုံကအရန်လေးနဲ့တဲ့သူတို့ကြားကချစ်တွေကိုဖော်ထုတ်ရင်ဝိုင်းစုကိုလည်းဆက်လက်ဆောင်ပေးကြတာလည်းဖြစ်ပါတယ်ထက်ထုံကတော့ဝိုင်းစုလိုချင်တဲ့အရှောင်းလေးကိုသိချရွေးပြီးတော့ဝိုင်းစုပြောင်းအောင်လို့ဖုန်းလက်ဆောင်ပေးကြတာပါ340ကျော်ဖုန်းကဝိုင်းစုလည်းဝင်နိုင်ပေမဲ့ချစ်လို့ပေးတဲ့လက်ဆောင်မလို့ဝိုင်းစုအနေနဲ့တန်ဖိုးဖြစ်နိုင်အောင်ပျော်ရွှင်နေပြီလည်းဖြစ်ပါတယ်ပရိသတ်မြန်မာထက်ထုံဟာ340ကျော်ဖုန်းပေးလိုက်တယ်ဆိုပေမဲ့ဝိုင်းစုစီရရတဲ့မြတ်တာတွေက340မကအောင်တန်နေဆိုပြီးတော့သူတို့ကြားကပတ်သက်မှုတွေကိုပရိသတ်တွေသိအောင်ချပြလာခဲ့ပါပြီသူတို့ရဲ့ပတ်သက်မှုကတော့ခင်ရဆွေမျိုးမင်းရဟင်းကောက်ဆိုသလိုပါပဲနော်သွေးသားတော်မှာချစ်ခင်တာမေတ္တာရှိတာမျိုးမဟုတ်ဘဲနဲ့ဘာမှမတော်ဆက်ကြပေမယ့်အရန်ချစ်ကြတဲ့ညီမတွေလိုခင်မင်နေကြတယ်ဆိုတာကိုပရိသတ်တရားဖုန်းလေးတစ်လုံးကိုသက်သေထားပြီးတော့ပြောပြလာခဲ့ပြီးလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားဝဲသတင်းကြောင်းရတဲ့ပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်